Blobamis ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာကတော့ဒါဘိုင်ဘစ်ကလုပ်နေတဲ့ campaign အကြောင်းတွေပြောမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ Blobamis ဘက်ကနေပြီးတော့ကျွန်တော်တို့ crypto community member တွေအတွက်ပဲဒါတည်တံ့လုပ်ပေးထားတဲ့ campaign တွေတစ်ခုလုပ်နေကြောင်းကိုဒါပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ campaign ကပါဝင်ဖို့အတွက်ကလွယ်လွယ်လေးပဲကျွန်တော်တို့ step 3ခုပဲရှိရပါတော့ဒါကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်ကျွန်တော်တို့ရဲ့ Blobamis family ဒါ crypto community telegram group ထဲမှာဝင်ထားတဲ့သူတွေလည်းပါတယ်အခုဒီ YouTube video ကိုကြည့်နေပြီးတော့တခြားအပြင်ပသူတွေလည်းဝင်ပြီးတော့ကျွန်တော်တို့ဒီ reward campaign မှာဝင်ပါလို့ရပါတယ်အဲ့တော့ဒါဒီ campaign အကြောင်းလေးကိုကျွန်တော်တို့ပြောလိုက်ကြအောင်ဒီ campaign ကတော့တစ်ယောက်ကိုဒေါ်လာ5ကျပ်စီမြန်မာငွေနဲ့ဆိုရင်ကျွန်တော်တို့3000နီးပါးတန်ဖိုးရှိတဲ့ဒါ reward ရမှာဖြစ်ပါတယ်အဲ့တော့ဒီ reward ကကျွန်တော်တို့ crypto coin ဖြစ်တဲ့ USDT ကိုကျွန်တော် reward ပေးမှာပဲဖြစ်ပါတယ်ဒီလိုမျိုး campaign ကိုဘယ်လိုပေါဝင်ရမလဲဆိုတာကျွန်တော်အခု step by step အနေနဲ့ရှင်းပြပေးမယ်ပထမဆုံးအဆင့်ကတော့ကျွန်တော်တို့ရဲ့Blobamis ဆိုတဲ့ကုတ်လေးကိုအသုံးပြုပြီးတော့ Bybit account အသစ်ဖွင့်ထားတဲ့သူပဲပါလို့ရပါမယ်။ account မဖွင့်ရသေးတဲ့သူတွေအနေနဲ့ကလည်းဒီ Blobamis ကုတ်ကိုရိုက်ထည့်ပြီးတော့ကို account အသစ်ဖွင့်လို့ရတယ်။ Bybit account အသစ်ဖွင့်လို့ရတယ်။ဒီကုတ်ကိုရိုက်ထည့်ဖို့အဆင်မပြေတဲ့သူတွေအနေနဲ့ကလည်း description မှာကျွန်တော် link လေးချထားပေးပါတယ်။ account ဖွင့်ရဆိုပြီးတော့ဒီ link ကနေ account ဖွင့်လို့ရပါတယ်။ Okay ဒါဆိုရင်ကျွန်တော် link ပဲဖြစ်ဖြစ်ဒါကုတ်ပဲဖြစ်ဖြစ် account ဖွင့်ပြီးသွားပြီဆိုရင်နောက်ထပ်အဆင့်2အနေနဲ့ကဒီဖွင့်လိုက်တဲ့ကျွန်တော်တို့ account တစ်ထဲကိုဒေါ်လာ100ကျွန်တော်တို့ deposit လုပ်ပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အဆင့်2ကလည်းဒါရတယ်ကျွန်တော် detail ကြနောက်ပြီးရှင်းပြပေးမယ်ကျွန်တော် Blobamis code လည်းသုံးထားတယ်ပြီးတော့ဒေါ်လာ100 deposit လုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အခုပြထားတဲ့ Telegram user name Blobamis ဆိုတဲ့ Telegram user name နဲ့မှာဒါကို account ဖွင့်ထားတဲ့ Bybit UID ကိုလာပို့ပြီးတော့ကျွန်တော်စီကနေဒေါ်လာ5ကျပ်လာထုတ်လို့ရပါပြီဒီဒေါ်လာ5ကျပ်ကိုလည်းကျွန်တော်အခု account ဖွင့်ထားတဲ့ Bybit UID တွေကိုချက်ချင်းထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ Bybit application ကို download ပြီးသွားတယ်ကျွန်တော် account ဖွင့်ဖို့ဆိုရင်ကျွန်တော်အောက်က description ရဲ့ link ကိုလည်းဖွင့်လို့ရတယ်ဒါ link ကအဆင်မပြေတဲ့သူတွေအနေနဲ့ကလည်း code ကိုသုံးပြီးတော့ account ဖွင့်လို့ရတယ်အရေးကြီးတာကကျွန်တော်တို့ဒီ campaign မှာပါဝင်ဖို့ဆိုရင်ဒီ referral code ပေါ့နော်ဒီ Blobamis ဆိုတဲ့ code ပါမှရမယ်ဒါမှမဟုတ်ဆွမ်းနာကျွန်တော်ပြောခဲ့တဲ့ link ကနေ account ဖွင့်ထားတဲ့သူပဲဒီ campaign မှာပါဝင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ account ဖွင့်တဲ့နေရာမှာကျွန်တော်တို့ Google Gmail သုံးပြီးတော့လည်း account ဖွင့်လို့ရတယ် account ဖွင့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ KYC တင်ရမယ်ပေါ့နော် KYC ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှတ်ပုံတင်ပြီးတော့ driving license passport ရှိအောင်နဲ့ KYC တင်လို့ရပါတယ်ဒီ KYC တင်တဲ့နေရာမှာပြဿနာတစ်စုံတစ်ရာရှိတာပဲဖြစ်ဖြစ်ကျွန်တော်တို့အခက်အခဲဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ Blobamis family crypto community ထဲမှာလာရောက်ဆွေးနွေးလို့ရပါတယ်လာရောက်အကူအညီလာတောင်းလို့ရပါတယ်ကျွန်တော်လည်းဒါအမြဲတမ်းဖြည့်ရှင်းပေးနေပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ KYC အောင်သွားပြီ account ဖွင့်တာအောင်သွားပြီဆိုရင်deposit ဒေါ်လာ100လောက်ရတော့မယ်ဒီလိုမျိုး deposit ဒေါ်လာ100လောက်ဖို့အတွက်ကိုယ့်အနေနဲ့မလုပ်တတ်ဘူးဆိုရင်ဒါကျွန်တော်ဗီဒီယိုလေးလုပ်ထားရှိပါတယ်ဒီဗီဒီယိုလေးပါအဲ့ဗီဒီယိုကိုအခု YouTube မှာကြည့်နေတဲ့ညီကိုတွေကဒါညာဘက်တောင်းကဗီဒီယိုလေးပေါ်လာလိမ့်မယ်အဲ့မှာသွားကြည့်လို့ရတယ်ဒါမှမဟုတ် description မှာလည်းကျွန်တော် link ချပေးထားတယ်အဲ့ link ကနေပြီးတော့သွားကြည့်လို့ရပါတယ်ဒါ Facebook ကကြည့်နေတဲ့သူတွေအနေနဲ့ကတော့ comment ထဲမှာကျွန်တော်ဒီဒေါ်လာ100 deposit လုပ်ဖို့အတွက်ဒီ KPay wave တွေသုံးပြီးတော့ဘယ်လိုမျိုးကိုယ့်ရဲ့ account တွေကိုပတ်စံထည့်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြထားတဲ့ link လေးချထားပေးထားရတယ်အဲ့ link ကနေပြီးတော့တွားကြည့်လို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီ link ကနေကြည့်ပြီးကိုယ့်ရဲ့ account တွေကိုဒါ KPay မြန်မာနိုင်ငံမှာရှိတဲ့ KPay wave ဒါ banking တွေသုံးပြီးတော့အလွယ်တကူပဲကျွန်တော်တို့ဒေါ်လာ deposit လုပ်လို့ရတယ် Okay ဒါကတော့ကျွန်တော်တို့သိချင်တယ်ဆိုရင်အဲ့ video မှာကျွန်တော် step by step အနေနဲ့ဒါတေချာလေးအသေးစိတ်ရှင်းပြပေးထားပါတယ် Okay ဒါဆိုရင်ကျွန်တော်ဒေါ်လာ100 deposit လုပ်ပြီးသွားပြီဆိုရင်ဒါမေးစရာလေးတစ်ခုရှိလာမယ်ပေါ့နော်ဘာလို့ဒေါ်လာ100 deposit လုပ်ခိုင်းတာလဲပေါ့Okay အဲ့နေရာမှာကျွန်တော်ပြောချင်တာကဒေါ်လာ100ကတော့ဒီကိုယ့်အကောင့်ထဲကိုထည့်လိုက်တာပေါ့နော်ကိုဖွင့်ထားတဲ့အကောင့်ကိုမျက်နှာနဲ့ဖွင့်ထားတဲ့အကောင့်ထဲကိုထည့်လိုက်တာဆိုတော့ဘယ်တော့မှတော့ပျောက်ကွယ်သွားမှာမဟုတ်ဘူးဒီနေရာမှာဘာလို့အကောင့်ထဲကိုထည့်ခိုင်းတာလဲဆိုတော့ကျွန်တော်တို့တွေအကောင့်ဖွင့်ပြီးပါတဲ့လူတွေအနေနဲ့ကဒီအကောင့်တွေမသုံးတော့ရရှိတယ်ပြီးတော့ဒီအကောင့်တွေကပတ်စံမထည့်ဘူးဖွင့်ပြီးရိုင်းပစ်ထားတယ်ဆိုရင်အကောင့် activate မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီအတွက်အကောင့် activate လုပ်တဲ့အနေနဲ့ကကိုယ့်ရဲ့အကောင့်ထဲမှာ deposit ဒေါ်လာ100လုပ်ပေးရတာဖြစ်ပါတယ်ဒီနေရာမှာဒီဒေါ်လာ100ကပြန်ထုတ်လို့ရပါတယ်เนาะပြန်ထုတ်လို့ရတယ်ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီဒေါ်လာ100 deposit ထည့်ပြီးသွားရင်ကျွန်တော်စီမှာ reward လာထုတ်ပြီးသွားရင်ဒီ reward ရဲ့ဆွမ်းနာကျွန်တော်တို့ deposit လုပ်ထားတဲ့ဒေါ်လာ100ပေါင်းပြီးတော့ဒါညီမငွေပြန်ချိန်လို့ရတယ်ဒီ Bybit account ထဲမှာကိုယ်အနေနဲ့ USD တွေတိမထားခြင်းကိုမြန်မာငွေပြန်ပြောင်းခြင်းနဲ့ဆိုရင်လည်းပြောင်းထားလို့ရတယ်ကိစ္စမရှိဘူးအဲ့တော့ဒီဒေါ်လာ100ကတော့ campaign သဘောတရားအရဒါထည့်ခိုင်းတာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒါ reward claim လို့အချိန်ရောက်လာပြီအဲ့တော့ reward claim ဖို့အတွက်ကျွန်တော်ပထမဆုံးရှေ့မှာပြောခဲ့သလိုပဲကို account ဖွင့်ပြီးသွားပြီ KYC ထဲတင်ပြီးသွားပြီဒေါ်လာ100 deposit လည်းလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကိုဒီ Blobamis ဆိုတဲ့ Telegram user name မှာလာပြီးတော့ကိုယ့်ရဲ့ Bybit UID လာပို့ပေးပါဒါ brother ရဲ့ကျွန်တော်ကတော့ account ဖွင့်ပြီးသွားပြီဒေါ်လာ100 deposit လုပ်ပြီးသွားပြီဆို screenshot လေးနဲ့တော့ကျွန်တော် Bybit UID လေးလာပို့ပေးပါကျွန်တော်ဘက်ကနေပြီးတော့ဒါ
24နာရီအတွက်ဆက်သွယ်ပြီးတော့ဒီ Bybit UID တဲ့ကိုဒေါ်လာ50ချက်ချင်းထည့်ပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ crypto နဲ့စိတ်နေတဲ့သူတွေအနေနဲ့ကတော့ဒါအခက်အခဲတွေရှိနိုင်တဲ့အတွက် Block Bybit Family Community ထဲမှာအကူအညီတောင်းလို့ရတယ် community ထဲမှာအကူအညီလာတောင်းပြီးတော့လည်းအကောင့်ဖွင့်လို့ရပါတယ်အဲ့တော့နောက်ပိုင်းကျရင်လည်းဒီထက်များတဲ့ campaign တွေဒီထက် reward များများရချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Telegram group ကို join ထားလို့လည်းရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ crypto ကိုအခုမှအခြေခံနဲ့စပြီးလေ့လာနေရဒါ basic ကနေစပြီးလေ့လာနေတဲ့သူတွေအနေနဲ့ crypto မှာ investment လုပ်ချင်တဲ့crypto future training ကနေပြီးတော့အမြတ်တွေအများကြီးရကျင်တဲ့သူတွေအနေနဲ့ Block Bybit ဘက်ကနေပြီးတော့ဒါ101 course ဆိုပြီးတော့ဒါ free sharing course ပေါ့နော်ကျွန်တော်တို့ဒါ financial knowledge နဲ့ပတ်သက်တဲ့ဟာတွေအခု sharing လုပ်ပေးနေရနောက်ပိုင်းကျရင်ကျွန်တော် trading ဘိုင်းတွေကျွန်တော်တို့အကုန်လုံး sharing လုပ်ပေးပါမယ်အားလုံးက free ပါပဲဒါစိတ်ဝင်စားတယ်လေ့လာကျင်တယ်ဆိုရင်လည်းဝင်ရောက်လေ့လာလို့ရပါတယ်ကျွန်တော်တို့ YouTube channel ထဲမှာပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီ campaign ကဒါ match လအကုန်အထိပဲအချိန်ကတ်တဲ့နေမလို့ဒီဗီဒီယိုကိုမြင်တာနဲ့အကောင့်ဖွင့်ပြီးတော့ဒေါ်လာ5ကျပ် reward လာထုတ်လို့ရပြီဖြစ်ပါတယ်ကိုယ့်ကိုတော့ Block Bybit ထည့်ဖို့မမေ့ပါနဲ့Okay ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာပြင်ပြကြပါမယ်မင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ